တိတ်ဆိတ်တယ်လှုပ်ဝက်ဆန်းကျဲတယ်ယုံကြည်ဖို့တောင်ခက်ခဲလောက်အောင်ပါပဲပန်ကိုလင်ဆိုတာကဘာပေါ်မှာအရှားပါဆုံးတရိတ်ဆန်တွေကတကောင်ဖြစ်ပြီးလူတော်တော်များများကတော့သူတို့အကြောင်းကြားဘူးတောင်ရှိကြမှာမဟုတ်ပါဘူးဓာသွားလို့ထက်မြက်တဲ့အကြီးခုံထောင်ပေါင်းများစွာနဲ့ဖုံးအုပ်ထားတော့စိတ်ကူးရင်ပုံမြင်တဲ့ကငကားလေးလိုပဲဒါပေမဲ့ဒီလိုမယုံနိုင်စရာကောင်းတဲ့တန်ချက်ကအောက်မှာတော့အကျဉ်းနာဆုံးတရဝတကောင်ကုန်းကွယ်နေပါတယ်ပန်ကိုလင်ဟာဘယ်တော့မှအရင်စတင်တိုက်ခိုက်လေးမရှိသလိုဘသူနဲ့မှလည်းရံမဖြစ်ပါဘူးအန်ရတစ်ခုခုနဲ့ကြုံလာတဲ့အခါမှာတော့သူဟာဘောလုံးတစ်လုံးလိုလုံးထွေးသွားပြီးတဘာဝကပေးထားတဲ့သူ့ရဲ့အကာအကွယ်ကိုပဲအပြည့်အဝယုံကြည်ထားပါတယ်ညဘက်အချိန်ရောက်လာတဲ့အခါမှာတော့သူဟာတောအုပ်ထဲကိုတိတ်တိတ်ကလေးလျှောက်သွားပြီးသူ့ရဲ့အလွန်ရှည်လျားပြီးကော့ဆေးပါတဲ့ရှာနဲ့ပရွက်စိတ်တွေကိုအံ့အားသင့်စရာတိကျမှုနဲ့ဖမ်းယူစားတောက်လေးရှိပါတယ်တိတ်ကိုနူးညံ့တိမ်မွေ့တယ်ဘေးအန္တရာယ်မပြုတ်တတ်ဘူးအေဂျင့်နဲ့တရဝါလေးဖြစ်ပါတယ်အားလုံးထဲမှာအချစ်ရဆုံးအမြင်ကတော့ပန်ကိုလင်ကလေးလေးဟာသူ့အမေရဲ့အမီးမှာတင်းတင်းကြပ်ကြပ်တွေကတ်ထားပြီးညဘက်ခီးစဉ်ကိုဘေးကင်းလုံခြုံစွာလိုက်ပါစီးနှင်းနေတာပဲဖြစ်ပါတယ်ဒါဟာစစ်မှန်တဲ့ယုံကြည်မှုနဲ့တိဆောက်ထားတဲ့လှပတဲ့မိခင်နဲ့သားသမီးကြားကချစ်ချင်းမြတ်တာတစ်ခုပါပဲအပြင်ပန်းမှာတော့တောင့်တင်းခိုင်ပါပေမဲ့အတွင်းစိတ်မှာတော့နူးညံ့တိမ်မွေ့ပါတယ်ပန်ကိုလင်ဟာစစ်မှန်တဲ့အစွမ်းတတိဆိုတာအကျန်းဖတ်ခြင်းကနေမလာပဲအကျဉ်းနာတရားကနေသာလာတာဆိုတာကိုတက်တည်ပြနေပါတယ်ဒီလိုရက်ဆက်ကြမ်းတမ်းနိုင်တဲ့လောကကြီးမှာအနုညံ့ဆုံးတရဝါလေးတွေကိုကျွန်တော်တို့အများဆုံးကာကွယ်စောင့်ရှောက်ပေးတင်ပါတယ်